လွန်ခဲ့တဲ့နှစ်ပေါင်း2500ကျော်အိန္ဒိယနိုင်ငံပါတလီပုတ်ဖီရဲ့စိတ်ငြိမ်တဲ့ဂူတစ်ခုထဲမှာအရှင်နာဂသိမ့်မထေမြတ်ဟာတရားဘာဝနာပွားများနေခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲတရားမင်းကတကိုးတော်နဲ့တောက်ပတဲ့မြာကြောက်တုံးကြီးကိုဆက်တတ်ဟဲပြီးနတ်ပြည်သူကတွေကကဘာကျော်မဲ့မြောက်ဗျာကိုစအင်ထုစစ်ခဲ့ကြပါတယ်။ဒါပေမဲ့ပြည်တွင်းစစ်မီးတွေကြောင့်မြောက်ဗျာဟာအိန္ဒိယကနေတီဟိုကျွန်းစီကိုဘေးကင်းရာပြင့်ဆောင်ခြင်းခံခဲ့ရပါတယ်။ပကဲအင်ပါယာရဲ့အထွတ်ထိုက်ကာလမှာအနော်ရထမင်းဟာတီဟိုကနေပြီးတကတ်တော်တွေနဲ့အတူမြဖျားကိုပါပကံပြည်ကိုပြင့်ဆောင်ဖို့စေလွှတ်ခဲ့ပါတယ်။ဒါပေမဲ့ပင်လယ်ပြင်ရဲ့ပြင်းထန်တဲ့မုန်တိုင်းကကမ်းကြမ္မာကိုပြောင်းလဲပစ်ခဲ့တယ်။မြဖျားတင်ဆောင်လာတဲ့တင်ဘောဟာလမ်းလွဲပြီးကမ်ဘောဒီးယားဘက်ကိုရောက်သွားခဲ့ပါတယ်။အနော်ရထမင်းကြီးကိုယ်တိုင်ပြန်လဲတောင်းခံခဲ့ပေမဲ့ပြီးတကတ်တော်တွေကိုပဲပြန်ရခဲ့ပြီးမြဖျားကတော့အရှိတောင်အာရှရဲ့ကနေရာမှာဂိမ်းဝတ်ချန်ရစ်ခဲ့ပါတော့တယ်။1334ခုနှစ်ထိုင်းနိုင်ငံမြောက်ပိုင်းချင်းရိုင်မြို့လေးမှာထူးဆန်းတဲ့မိုးကြိုးတစ်ခုပစ်ချလိုက်တဲ့အခါဟောင်းလွှမ်းနေတဲ့ဆေးဒီလေးတစုပြိုကျသွားခဲ့ပါတယ်။အဲ့ဒီထဲမှာရွှွန်ဆေးဒီနဲ့ဖုံးအုပ်ထားတဲ့ရိုးရိုးဖျားဆင်းတူတော်တစုကိုတွေ့ခဲ့ကြပါတယ်။ဒါပေမဲ့တဖြည်းဖြည်းနဲ့ရွှွန်ဆေးဒီကွာကျလာတဲ့အခါမှာတော့အတွင်းထဲကစိမ့်မြပြီးတောက်ပတဲ့မြာချောက်ဆင်းတူတော်ကိုအန်အောဗနန်တွေ့ရှိခဲ့ကြပါတယ်။ဒါဟာကဘာကတိလာမဲ့မြဖျားရဲ့ပြန်လဲထွက်ပေါ်လာခြင်းပါပဲ။အချိန်တွေကုန်လွန်ပြီးနောက်ချင်းမိုင်မင်းသမီးနဲ့လာအိုဘီယန်တို့ကဆင်းသက်လာတဲ့ဇေထာဒီတာမင်းစောဟာချင်းမိုင်ထီမန်ကိုစွန့်ခွာပြီးလာအိုနိုင်ငံကိုပြန်တဲ့အခါမြဖျားကိုတပါးတည်းပြင့်ဆောင်သွားခဲ့ပါတယ်။လာအိုနိုင်ငံရဲ့လွန်ဘရာဘိုနဲ့ဘီယန်ချမ်းမြို့ဒီမှာမြဖျားဟာနှစ်ပေါင်း200ကျော်တိုင်အေးချမ်းစွာဂိမ်းဝတ်စံပယ်နေခဲ့ပါတယ်။1988ခုနှစ်မှာတော့တနက်ကွိုင်ဖျားယာမမင်းကြီးကလာအိုနိုင်ငံကနေမြဖျားကိုဘန်ကောက်မြို့စီပြန်လဲပြင့်ဆောင်ခဲ့ပါတယ်။အခုဆိုရင်တော့မြဖျားဟာဝတ်ဖရာကဲကျောင်းတော်ကြီးထဲမှာထိုင်းနိုင်ငံရဲ့အဖိုးမချက်နိုင်တဲ့အထွတ်အမြတ်အဖြစ်ဂိမ်းဝတ်နေပါတယ်။ထူးခြားတာကမြဖျားဟာမြစစ်မဟုတ်ပဲအဖိုးတန်ကြောက်စိမ့်နဲ့ထူးစစ်ထားတာဖြစ်ပြီးထိုင်းဘီယန်ကိုယ်တိုင်တနစ်ကို3ကြိမ်ရာသီဥအရာရွှေတင်ကန်းတွေကိုလဲလေပူဇော်နေတာဖြစ်ပါတယ်